ဘလို့ဖြစ်နေကြတာဝိဇက်ခင်းနေအောင်ကျဲကွာမလုပ်ပါနဲ့ဖေဖေ哦，拍呢，我还没考啊！这苦难俺考来，会没有？俺村里苦怕啥个？ အန်ကယ်ကျွန်တော်အခွင့်အရေးတစ်ခုပေးရင်ဒီ channel ကနေကျွန်တော်ချက်ချင်းထွက်သွားမယ် 把会。耶，没谁才是的公平哦。俺拿套的没？变哦，每个人在俺村里啊，ထွက်သွား。 စိတ်ချပါအန်ကယ်ကျွန်တော်ကလေးကိုကျွန်တော်တီးမှာပါကျွန်တော်ပထမဦးဆုံးမေးချင်တာအန်ကယ်သမီးရဲရဲကိုဘယ်လိုလူမျိုးနဲ့မှလက်ထပ်ပေးမယ်လို့အန်ကယ်စဉ်းစားထားလဲ မင်းလိုကောင်မျိုးတော့မဟုတ်ဘူး ကျွန်တော်တီးပြီးသားပါအန်ကယ်ကျွန်တော်မေးတာကဘယ်လောက်ချမ်းသာတဲ့လူမျိုးနဲ့မှရဲရဲကိုအန်ကယ်သဘောတူမှာလဲ ငါသမီးကိုငါထားရတဲ့မနှိမ့်တဲ့အစ်စ်မျိုးမှာထားနိုင်တယ်လူမျိုး တကယ်လို့အဲ့ဒီလူမျိုးကျွန်တော်ဖြစ်ခဲ့မယ်ဆိုရင်ရော စောက်ယူထားမလို့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး အန်ကယ်ကျွန်တော်လူငယ်တစ်ယောက်ပါကျွန်တော်မှာစူးစမ်းဖို့အတွက်အချိန်နေအခြေအနေတွေအခွင့်အရေးတွေအများကြီးပါကျွန်တော်ဒီ channel ရထွက်သွားပြီးတာ ਨੇ ချမ်းသာအောင်စူးစမ်းမယ်ကျွန်တော်ချမ်းသာလာမှဒီ channel ကိုပြန်လာခဲ့မယ်အဲ့ဒီအချိန်ကြာရင်သာအန်ကယ်ဟာကျွန်တော်နဲ့ရဲရဲကိုလက်ထပ်ခွင့်ပေးပါ မချမ်းသာပဲနဲ့ခုလိုဂျလေဘီဘဝနဲ့ဒုံရင်ကဒုံရင်ဖြစ်နေရော တစ်သက်လုံးပြန်မလာဘူး ဂတိလား ဂတိပါ